ကိုယ်လာအောင်တဲ့အချိန်တိုက်ဆက်နေသေးလားဒါမှမဟုတ်ပြန်အောင်သေးလားဒီနေရာမှာကျွန်တော်တို့လုံးလို့ရှိတာပြန်အောင်လိုက်တာပါပဲဒါပေမဲ့ပြန်အောင်လိုက်တာစိတ်ကိုတော့ခဏတက်တာစီလိုဖြစ်ပေမဲ့နောက်ဆုံးတော့လေကိုယ်စိတ်ကပဲကိုပင်ပန်းစေတယ်ပေါ့ကျွန်တော်ဒီအရာလေးတစ်ခုသိသိချင်ပါတယ်ကိုယ်လာအောင်တဲ့သူတယောက်ကကျွန်တော်တို့ပြန်အောင်မဲ့အချိန်ကိုစောင့်နေတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကသာပြန်အောင်လိုက်မှဆိုရင်သူတို့ဆင်လာတဲ့အကွက်တွေဝင်သွားပြီပေါ့အမှန်တော့သူတို့လာအောင်တာအရေးမကြီးပါဘူးကျွန်တော်တို့ဘယ်လိုမျိုးတောက်ပြတ်မှုမျိုးရွေးချယ်မလဲဆိုတာအရေးကြီးတယ်ပေါ့ပြန်အောင်မလားတိုက်ဆိုင်နေမလားလက်ထွက်သွားမလားဒီနေရာမှာတိုက်ဆိုင်လိုက်တာကတော့အကောင်းဆုံးပဲပေါ့လေတိုက်ဆိုင်တယ်ဆိုတာသူတို့တိုက်ခိုက်ဖို့အရှက်ယူနေတာမဟုတ်ပါဘူးတိုက်ဆိုင်နေနေကျွန်တော်တို့ရဲ့တောက်ပြတ်မှုတွေကလည်းပုံမကောင်းမွန်လာလေပဲပေါ့ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့သူငါ့ကိုမတောက်ပြတ်မှလားဆိုတဲ့စိတ်နဲ့ရှက်သွားလိုက်မှာပေါ့လေအခုကြည့်နေတဲ့သူတွေဆိုရောဒီလိုမျိုးအနေထားရောက်ရင်ဘယ်လိုမျိုးတောက်ပြန်ကြမလဲပေါ့